အားလုံးပဲမင်္ဂလာပါနော်မင်္ဂလာပါနော် Telegram နော် TikTok ကကျွန်တော် TikTok ကဘယ်လိုမှသုံးလို့နေမကောင်းလို့ level စိတ်လိမ့်ထားတယ်နော်ရိုင်းသွားရင်တော့ sorry နော်တော့ sorry TikTok ကကျွန်တော်ဘယ်လိုမှအဆင်မပြေဘူးเนาะရှောက်လို့မရတော့ခုကအဲ့ဒါဘာလာပြောရလဲဆိုတော့ကျွန်တော်အကောင့်လေးပေါ့เนาะဒါ YouTube ဒါပထမဦးဆုံးစသုံးတာပဲเนาะပထမဦးဆုံးစသုံးတဲ့အကောင့်ဖြစ်တဲ့အတွက်ကြောင့်မလို့ဝိုင်းပြီးတော့ share ပေးပါအောင်เนาะအသေးလေးတွေပေးခဲ့အောင်เนาะsubscribe လေးနေတာပေးရ subscribe နေတာเนาะကျွန်တော်ကဏ္ဍတင်တိုင်းမြင်အောင်လို့ပေါ့เนาะအဲ့တော့ကျွန်တော်ပြောချင်တာကเนาะခုကကျွန်တော်ဒါပထမဦးဆုံးစဖွင့်တဲ့အကောင့်မို့လို့เนาะကျွန်တော်ဒီဟိုပါเนาะ15ရက်နော်နလsorry 15ရက်5လ2026တောက်ကြနေတရက်စာ1ချင်းလေးကျွန်တော်လာပြောပေးတာအဲ့တော့တောက်ကြနေတရက်စာ1ချင်းက69 1ချင်းတစ်လုံးအထိအရန်ကောင်းတယ်6တစ်လုံး main ပေါ့နော်6တစ်လုံး main ကစားနော်69အထိနော်အဲ့ဒါလာပြောပေးတာနော်ကျွန်တော်ဟိုတကယ်လို့အဆင်ပြေတယ်ဆိုလုံးပိုင်လေးတွေအများနဲ့တင်ပေးမယ်နော်အဲ့တော့ကိုတလုံးမင်းကစားပေါ့နော်တောက်ကြနေတရက်စာကိုတလုံးအထုကစားနော် like ကတော့လွှတ်မရသေးဘူးဒါဗီဒီယိုလေးပဲတင်လို့ရသေးတာနောက်ချိန်ကျရင် like လွှတ်လို့ရရင်ကျွန်တော် YouTube ကနေပြီးတော့ like လွှတ်ပေးမယ်နော်အဲ share သွားပြီးတော့ subscribe လုပ်ခဲ့အောင်နော်ကျွန်တော်အကောင့်ကလေးကိုအခုမှဒီနေ့ညမှာစဖွင့်တာနော်ကျွန်တော် TikTok မသုံးတော့ပါဘူး TikTok ကဒါပုံမှန်လည်းပြောရရင်ကျွန်တော်မနာလိုတဲ့လူတွေကတောက်လျှောက်ဘန်းတယ်နော်ဘန်းတယ်ဒီတစ်ပတ်ဆိုရင်ခင်ဗျားတို့လက်တွေ့အမြင်နော်8ချိန်မှာနော်8ချိန်နော်တောက်ကြနေမှာပါသေးဘူးကြာတာပရိနိတိ8ချိန်မှာ9ချိန်တိတိကျွန်တော်လူတွေအောင်ခဲ့တယ်နော်ကျွန်တော်အဖွဲ့ဝင်တွေအောင်ခဲ့တယ်ဒါသိရလူတွေသိရနော်ကျွန်တော်ဒီဗီဒီယိုလေးကမှဟုတ်တယ်ဆိုရင်မှန်လေးရေးပေးခဲ့ပါဦး share သွားပေးပါဦးနော်အဲ့တော့ကျွန်တော် YouTube နဲ့အလုပ်လုပ်တော့မယ်နော် TikTok ကျွန်တော်နားပြီနော် TikTok ပေါ်မှာ 2D ဝေကြီးဆိုရင်တော်တက်လူများများသိကြပါတယ်เนาะဒါအခုက YouTube ကဒါပထမဦးဆုံးကျွန်တော်ဘဝမှာပထမဦးဆုံးစသုံးတာပဲเนาะ YouTube သိမသုံးပြဘူးเนาะကျွန်တော် YouTube ကြည့်ရပဲရှိရသိမသုံးပြဘူးပေါ့เนาะအဲ့တော့ကျွန်တော်ပြောနေတာ YouTube ခုမှစသုံးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဝိုင်းပြီးတော့ share ပေးပါအောင်အသေးလေးတွေပေးသွားအောင်เนาะ subscribe လေးလည်းနှိပ်ခက်ဗီဒီယိုတင်တိုင်းတွေ့ရအောင်เนาะအဲ့ဒါလာပြောပေးတာအဲ့တော့15ရက်5လ2026တောက်ကြနေတရက်စာ1ချင်းက69 1ချင်း6တလုံးမိတ်အားလုံးပဲကံကောင်းကြပါစေเนาะအဲ့ဒါလာပြောတာပါเนาะနောက်ကြမှာကျွန်တော် live လွှင့်ပေးမယ်ဟုတ်ပါလားเนาะမွေးကရန်ကတော့ကျွန်တော်အစင်ပြေတော့တင်ပေးမယ်ပေါ့เนาะပတ်သီးလေးတွေတင်ပေးတာများတယ်เนาะကျွန်တော်ကအခွေတို့ဗရိတ်တို့ကြတော့ကျွန်တော်အဖွဲ့ဝင်နဲ့ကျွန်တော်ကစားတာများတယ်ပတ်သီးလည်းတစ်ပတ်ကို3-4ချိန်အောင်တယ်เนาะအဲ့ဒါလာပြောတာเนาะ拜拜